Hello အားလုံးမင်္ဂလာပါဗျအခုကကျွန်တော်တို့ဝမ်းကြောကြောရရဲ့အရှိမရှိတဲ့လမ်းပြကြောမှကြီးပေါ်မှာရွာရဲ့ဘုတ်ကြီးကျောင်းတွင်ရွာရဲ့လူတွေနဲ့အတူကျွန်တော်တဲသွားတင်မှာဖြစ်ပါတယ်ကျွန်တော်တို့အခုတဲသွားတင်မဲ့နေရာကကျွန်တော်ရွာနေဆိုရင်15မိနစ်လောက်ပဲကျွန်တော်တို့တွားရပါတယ်အခုဆိုရင်တော့ကျွန်တော်တို့သွားမယ်ကျွန်တော်တို့တဲတင်မဲ့နေရာကိုတော့လမ်းပြီးတော့မြင်နေရပါပြီကျွန်တော်အခုကပေါ့နော်ကျွန်တော်ကြောပတ်တဲ့ blog တွေကိုတင်ပြထားလိုက်ကြပြီအဲ့ဒါကြောင့်ကျွန်တော်အခုဆိုကျွန်တော်အခုတူရဲ့လောက်ရင်ကျွန်တော်ကျွန်တော်ဗီဒီယိုကြည့်စုအားပေးနေတဲ့မိတ်ဆွေတို့ကိုလည်းကျွန်တော်ကြောရဲ့အလားတွေကိုရိုက်ပြရေးကျွန်တော်ဒီ blog တွေရိုက်ပြခြင်းဖြစ်ပါတယ်ကဲအခုဆိုတော့ကြောပေါ်တော့ရောက်ပြီပေါ့နော်ကျွန်တော်တို့အခုကျွန်တော်ဒီကြောပေါ်ကနေကျွန်တော်တို့ကြောကိုလမ်းပြီးတော့မြင်နေရတယ်ဒီမှာဟိုမှာကျွန်တော်ရိုက်ပြနေတဲ့ကြောတွေကကျွန်တော်တို့ရဲ့ရွာပဲဖြစ်ပါတယ်ကဲအခုဆိုကျွန်တော်တို့တဲတင်မဲ့နေရာကိုသွားပါတော့မယ်ကဲကျွန်တော်တို့ပါလာတဲ့ရွာလူတွေနဲ့ကာလာသားကာလာသမီးအားလုံးပေါ့နော်ဆရာတော်ကိုယ်တိုင်ဥဆောင်ပြီးတော့ဒီရွာဘူဒီကြောင့်တဲလာတရားဖြစ်ပါတယ်အားလုံးပဲတင်းနေလင်းကြီးနဲ့ဝိုင်းဝန်းပြီးတော့ကိုတက်နေတဲ့ဘက်ကနေအားလုံးလှုပ်ဆောင်နေကြပါတယ်ကဲတဲလို့ရန်မောလာဆိုတော့ကျွန်တော်တို့ခဏနာဖြစ်ပါတယ်တဲကကြတော့တဲလေးကကြရန်နေတော့လူတွေပြည်နေရရန်နေနေဆိုတော့ကျွန်တော်တို့တဲကိုရေဘာမှစောသွားတင်ပေးမယ်ကျွန်တော်တို့ဒီမှာထားခဲ့ပါတယ်ကျွန်တော်ကဘိုက်စာလို့ဒီမှာတဲပြီးတော့သမင်းစားပြီးတော့နားနေပါတယ်အချို့ကလည်းကျွန်တော်ရေကူးတဲ့လူကလည်းရေကူးကြတာပေါ့နော်ကဲဘလောရဲ့အစုံလေးမှာကျွန်တော်ဆေးလေးတစ်ခုနဲ့ကြီးညာပြပြစေဒီဆေးလေးကကျွန်တော်ဆွေးဆိုတဲ့ကြောလဲပြေးတန်လဲကြီးချင်းပေါက်ပြောက်တဲ့ရွှေပြေးတန်ကြီးလေးစီပဲဖြစ်ပါတယ်ဒီဆေးလေးဆိုကျွန်တော်ခဏကတဲရရန်တစ်ထားရဲဆိုတော့ခါးလေးနိုင်နေပေါ့နော်ခါးနာလေးရဲ့တစ်တောက်လေးရဲ့ကျွန်တော်ခိုက်ခဲနေဆိုတော့ကျွန်တော်သုံးနေကြဖြစ်တဲ့ဒီဆေးလေးကိုကျွန်တော်လေးပြမှာဖြစ်ပါတယ်ဒီဆေးလေးကကျွန်တော်သုံးနေတာအကြာပြီပေါ့နော်သုံးလို့ရစင်ပြေတယ်အဲဒါကြောင့်ကျွန်တော်ကကျညာပေးတာဖြစ်ပါတယ်သူကအဲမှာစီတဲ့ဘူးဆေးဘူးလေးကသူတို့ခီးသွဲရည်နဲ့တဲယူလို့စင်ပြေရပေါ့နော်ဒီဆွေပရင်တန်ကြီးလိမ့်စေးလေးကိုမာယူအားပေးချင်ဆိုရင်ကျွန်တော်ရဲ့ Facebook page Messenger ဖြစ်ဖြစ် Viber ဖုန်းနံပါတ်ဖြစ်ဖြစ်မာယူအားပေးနေပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်